ฮัลโหลครับแล้วไม่ทักกันจะเลยรอปั้นเองนะพี่เดียวกลับมานะတင်ပြပြလာတော့သိ โอเคဘာပြောတာလဲพี่ ใจตายได้เลยอ๋อใจตาย อ๋อပတ်စံလားဘာတသေးလာမယ်တသေးလာမှာနော်မနော် 900ပို့ကြတယ် ဟာ 900ပို့ ကျွေးမှတ်ထားလို့မရ အကျွေးမှတ်ထားလို့မရအောင်ဟဲ့အောင်ဥကြောင်ကြားရင်မလုံးနဲ့လားမင်းလားလာခဲ့လာ ဟုတ်လေကိုเฮ้ยเอ้ยที่เบลခေါ်လာတာလေเฮ้ย วันนี้พี่เรียนเก่งอะไร ဘာတွေပြောနေလဲတသေး พี่บอกว่าวันนี้เก่งอะไรดูอยากเก่งก็พี่เรียนกินเลย စားဖို့တောက်ဖို့ ใช่สิ ဟေးသွားမယ်အဲ့ဆိုရင်ကြိုက်တဲ့ဟာအကုန်စားမယ်နော်သေး กินเลย โอเคတသေးရှင်းနော် โอเคใจเย็นสิพี่มีอะไรบ้างพี่มีข้าวมันไก่ ข้าวมันไก่ข้าวมันเด็ก โอเคมาแล้ว ว้าว ใช่สิ เฮ้ยโอ้ เดี๋ยวสิใจเย็นสิพี่ลองดูก่อนไง ကျွန်တော်စားနေပြီလေတ โอ้ သေး ใจเย็นสิ ဟိုဒါကောင်းမဲ့ပုံဝင်နော် อร่อยที่สุดเลยว่ะอร่อยไหม ไม่ไร ကောင်းလို့လို့ เท่าไรนะ ကောင်းတယ်ကောင်းတယ် เก้าเดโอ้เก้าเดก็แปลว่าอะไรนะกดโอเคคุณก็เอา อ เลย ร่อยอร่อย อร่อยก็เอาเลยเอาเต็มที่ ที่ဒါစားမှာ กินเลยคนละหนึ่งคนละหนึ่ง อ๋อโอเค โอเคเอาเลย အကျိတ်ရောမမနဲ့ကျုံနေပဲနေ့တိုင်းကျုံနေရဆိုတော့ อร่อยไหม ကောင်းတယ်သူ อร่อยป่ะใจเย็นสิมึงติดใจเย็นสิ ကောင်းတယ်ဒီဒါပါကြီးဟမ်စားကြည့်မယ်နော်စိအော်လို့ อร่อยมั้งอร่อยป่ะ ကောင်းတယ်ဒီမှာကုန်သွားပြီကောင်းလိုက်တာ นี่ก็หมดแล้วอร่อยใช่ไหมอ้าวฮัลโหลครับแล้วไม่ทักกันจะเลยรอปั้นเองนะพี่เดียวกลับมานะ တင်ပြပြလာတော့စိ โอเคฮัลโหลค่ะ ကောင်းလိုက်တာအာခြေရကြာရရကွာငါပြန်လိန်နေမှမသိပါ น้องค่ะ ใจตายได้แล้วค่ะน้องหน้าเป็นนานแล้วนะ ဘာပြောတာလဲพี่ ใจตายได้เลยอ๋อใจตาย อ๋อပတ်စံလားဘာတသေးလာမယ်တသေးလာမှာနော်မနော်တသေးဆက်ထားလိုက်နော်พี่นะ ลูกค้ามาแป๊บนึงลูกค้ามา อะไรดีคะ ကဲညီလေးပတ်စံရှင်းမယ်ပတ်စံရှင်းမယ် อ๋อကျွန်တော်တသေးကိုစောင့်နေတာသူရဲ့ ဟာမင်းသွားတာနားရတနိုင်နှစ်နိုင်ရှိပြီနော် อ๋อသူကြည့်နေကြဘာတွေသွားတာဖြစ်မှာမဟုတ်ကိုကြီးကလေ အိမ်သာဒီမှာလည်းရှိရလေမင်းသွားဒီမှာသွားမှာပေါ့ အဲ့ဒါတော့မသိလေဟိုကျွန်တော်သူ့ကိုစောင့်နေဒီမှာဆားလိုက်တာကုန်နေပြီ ရမင်းအဲ့လိုတွေမလုပ်နဲ့နော်အကုန်လုံးဒီမှာမင်းစားထားတာ900ပို့ကြတယ် ဟာ 900ပို့ ကျွေးမှတ်ထားလို့မရ အကျွေးမှတ်ထားလို့မရအောင်ဟဲ့အောင်ဥကြောင်ကြားရင်မလုံးနဲ့လားမင်းလားလာခဲ့လာ ဟုတ်လေကို အဲ့လိုမျိုးတော့မရအောင်လေ ကိုဖုတ်လေ ဟုတ်မလုံးနဲ့ဆေးမင်းအဲ့ဒါလေးဆေးဒီနေ့တစ်ဆိုင်လုံးစားမင်းဆေးရမယ်တနေ့ကုန်မင်းနေရမယ်ဒီမှာ အမဟုတ်သေးဘူးလေကို ည10နိုင်လုံးမှပြရမယ်ဟုတ်တာမဟုတ်တာမလုံးနဲ့ဆေး ဟိုဒါလေးစားတာကိုတညလုံးနေပြီးရမယ် ဟာဟဲ့အောင်900မင်းနေစားကားတော့မင်းတတိရှိမှမင်းလောက်ဘယ်လောက်ရဟမ် ပြရမယ် အေးအခုဒီမှာမင်း9ရက်စာဆေးတရက်ထဲနဲ့မင်းပေးပြလာမယ်ဟမ်ပေးစတော့တင်ရအောင် ဟုတ်ကဲ့ ကုန်ဆေးမှာပေးဒါဆေးနော်ဒီခွက်တွေအကုန်လုံး ဟုတ်ကဲ့ ပြီးမှငါလည်းကြည့်မနော် ဒီနောက်မချက်ကိုနေသွားတယ်ဖင်းသူရုံမင်းငါနဲ့ငါအိမ်ပြေတော့သူရုံပဲသူနဲ့ငါနဲ့ငါလည်းစောင့်နေကြည့်ကြတာဟုတ်တော့တပြေသွားသွားလေဟော
လောက်သွားပြန်ပြီရတော့အားနဲ့တွေ့အောင်မေအားနဲ့တွေ့အောင်မေ